သုံးလုံးပေါင်းမှာငါဖြစ်သုံးလုံးပေါင်းမှာငါဖြစ်တယ်သုံးလုံးပေါင်းမှာငါဖြစ်တယ်ဒီသုံးလုံးပေါင်းမှာငါဖြစ်တယ်အဆောဒီသုံးလုံးပေါင်းမှာငါဖြစ်အောင်ဆိုကိုယ်ကသုံးလုံးပေါင်းတော့ငါဖြစ်တယ်ဆိုရင်ကိုယ်ကသုံးလုံးပေါင်းတော့ငါဒီသုံးလုံးပေါင်းတော့ငါထိန်းနဲ့ဒီလုံးပေါင်းတော့ပုံညာဖြစ်တယ်ဒီလုံးပေါင်းတော့ငါဒီလုံးပေါင်းတော့ငါဒီပေါင်းတော့ပုံညာဖြစ်တယ်သုံးလုံးပေါင်းတော့ငါသုံးလုံးပေါင်းတော့ငါသုံးလုံးပေါင်းတော့ပုံညာဖြစ်ဆိုရင်သုံးလုံး